สวัสดีครับมင်္ဂလာပါခေဆိုတဲ့ထိုင်းစကားကိုဒီဗီဒီယိုမှာတူတူလေ့လာကြအောင်ခေဆိုတာကမြန်မာလိုဖူးတယ်လို့အဓိပ္ပာယ်ရပါတယ်လေချောင်းအတန်နဲ့ထွက်ပေးရမှာဖြစ်ပါတယ်ခေမဟုတ်ဘူးเนาะခေเนาะအဲ့ဒါကိုခခွေးအတန်နဲ့အစားထိုးပြီးထွက်ပေးရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ခေဖြစ်ပါတယ်เนาะဖူးတယ်လို့အဓိပ္ပာယ်ရပါတယ်ပြီးခဲ့တဲ့အတိုက်ကပေါ့เนาะပြီးခဲ့တဲ့အချိန်တစ်ခုကကိုလှုပ်ခဲ့ဘူးတဲ့အရာတွေအတွေ့အကြုံပေါ့ဥပမာသွားဘူးတယ်လာဘူးတယ်စားဘူးတယ်မြင်ဘူးတယ်အစရှိတဲ့ကိုလှုပ်ခဲ့ဘူးတဲ့အရာတွေเนาะဆိုလိုချင်းဖြစ်ပါတယ်ဥပမာကျွန်တော်ဆရာဖြစ်ဘူးတယ်ผมเคยเป็นครูผมဆိုတာကကျွန်တော်เคยဆိုတာကဖူးတယ်เคยเป็นဆိုတာကဖြစ်တယ်အဲ့ဒါကြောင့်เคยနဲ့เป็นနဲ့ပေါင်းရင်เคยเป็นဆိုတာဖြစ်ဖူးတယ်ครูဆိုတာကဆရာเนาะအဲ့ဒါကြောင့်ကျွန်တော်ဆရာဖြစ်ဖူးတယ်ผมเคยเป็นครูเนาะဟုတ်ပါပြီပြီးရင်ကျွန်တော်အဆိုတော်ဖြစ်ဖူးတယ်ผมเคยเป็นนักร้องเนาะผมဆိုတာကကျွန်တော်เคยเป็นဆိုတာဖြစ်ဖူးတယ်นักร้องเนาะนักร้องဆိုတာကအဆိုတော်ကျွန်တော်အဆိုတော်ဖြစ်ဖူးတယ်ဟုတ်ပါပြီအဲ့ဒီစကားလုံးတွေကဘယ်လိုပြောရမလဲခေဆိုတဲ့စကားလုံးကအတိတ်ကเนาะတိတ်ကကိုလောက်ခဲ့ဖူးတဲ့အရာတွေเนาะစောနာပြောသလိုပဲသွားဖူးတယ်လာဖူးတယ်เนาะပြီးတဲ့ခါကျရင်ကိုကအချင်းလေးတစ်ခုကိုဖော်ပြတာပေါ့เนาะအဲ့ဒီခေဆိုတဲ့စကားလုံးရဲ့နောက်မှာလဲအမြဲတမ်းကရိယာစကားလုံးလိုက်ပါတယ်เนาะသွားတယ်လာတယ်စားတယ်တွေ့တယ်အိတ်တယ်လှုပ်တယ်เคยไปသွားဖူးတယ်เคยกินစားဖူးတယ်เคยทำလုပ်ဖူးတယ်เคยเจอတွေ့ဖူးတယ်เคยซื้อဝယ်ဖူးတယ်เคยไปหาသွားရှာဖူးတယ်ဟုတ်တယ်เนาะအဲ့ဒီစကားလုံးတွေပေါ့เนาะဒါကကရိယာစကားလုံးတွေเนาะဒီเคยစလုံးရဲ့နောက်မှာအမြဲတမ်းကရိယာစကားလုံးတွေလိုက်တယ်ကဲเคยဆိုတာဖူးတယ်အဲ့ဒါဆိုရင်ไม่เคยဆိုတာဘာလဲကဲเนาะလွယ်လွယ်လေးပါပဲไม่เคยဆိုတာကမဖူးဘူးเนาะအဲ့ဒါကြောင့်ไม่เคยရဲ့နောက်မှာကရိယာစကားလုံးလိုက်ရင်မဖူးဘူးဟုတ်မှာไม่เคยไปမသွားဖူးဘူးไม่เคยกินမစားဖူးဘူးไม่เคยไปหาမသွားရှာဖူးဘူးไม่เคยเจอမတွေ့ဖူးဘူးไม่เคยรู้မသိဖူးဘူးเนาะအဲ့လိုကိုကပြောလို့ရပါတယ်ဟုတ်ပါပြီဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်မှာဖြစ်ပါတယ်ဒီဗီဒီယိုကအကျိုးတစုံတရာရှိခဲ့မယ်ဆိုရင် like and share လုပ်သွားဖို့မမေ့နဲ့เนาะနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်